ကဲညီမလေးဆက်လက်ပြီးတော့ ဒီလေးမှာနောက်ထပ်တစ်ပုတ်အနေနဲ့ဒီလူကြီးကိုထပ်ပြီးတော့ဂုဏ်ပြုချင်ပါတယ်ရှင် ဟာဘာတရှိလေးနဲ့ဂုံယူမလဲ အလူကြီးပေးရဲ့နေဆွေတချင်းလေးနဲ့ဒီစကုံပြုပေးချင်ပါတယ်ရှင် ကဲဒါညနေလေကျွန်တော်ညီမလေးဆိုတော့တယ်လေးဖွင့်လေးနေတယ်ဗျဆက်စီရနော်အားလုံးပဲအလူကြီးပေးတယ်လေဒါဆိုတော့ဟေး
ကျယ်လုပ်ပြပါဦး ကဲ ကျေးဇူးပါရှင် အားလုံးပဲပြောကြတာ ပြောလား အေး